အားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ Western Union နဲ့ Stablecoin ထုတ်ပြီးဆိုတဲ့သတင်းနဲ့အတူဝိဆိုတာတကယ်ရှိကြောင်း Litecoin ကတက်သေးပြဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ Western Union နဲ့ Stablecoin ထုတ်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Western Union နဲ့ Stablecoin ထုတ်ပါပြီ။ပြည်ပနဲ့ငွေလွှဲပြောင်းရှိသူတိုင်းနဲ့မစိမ်းလာတဲ့ platform တစ်ခုဖြစ်တယ်လို့နှစ်ပေါင်း185ခုတိုင်ငွေကြေးလွှဲပြောင်းမှုလောကမှာနေရာယူထားတဲ့ Western Union ဟာ Wall3 လောကတွေကိုခြေစုံပြစ်ဝင်လာပါပြီ။ WUSCO Devin McGranahan ရဲ့ပြောကြားချက်အရသူတို့ထုတ်လုပ်မဲ့ American Dollar အခြေပြု Stablecoin USDPT ဟာအခုဆိုရင်နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေပြီးစီးနေပြီဖြစ်ပြီးလာမယ့်လမှာပဲစတင်မိတ်ဆက်တော့မှာပါဒီ Digital Dollar ကို Solana Blockchain ပေါ်မှာတည်ဆောက်မှာဖြစ်ပြီး American Federal အဆင့်ခွင့်ပြုချက်ရထားတဲ့ Crypto Bank တစ်ခုဖြစ်တဲ့ Ankara Digital နဲ့ပူးပေါင်းထုတ်လုပ်သွားမှာဖြစ်ပါတယ်ဒီ USDPT ရဲ့အဓိကရည်ရွယ်ချက်ကတော့တာမန် user တွေအတွက်ထက် company ရဲ့အတွင်းပိုင်းလုပ်ငန်းစဉ်တွေမှာအရင်ဆုံးအသုံးပြုသွားမှာပါလက်ရှိမှာ W အနေနဲ့ငွေကြေးလွှဲပြောင်းမှုတွေအတွက်နှစ်ပေါင်းများစွာကတည်းကသုံးလာတဲ့ Interbank Swift စနစ်ကိုမှီခိုနေရတာကြောင့်အားနည်းချက်တွေအများကြီးရှိနေပါတယ်ဘဏ်တွေပိတ်ရက်တွေဆိုရင်အလုံးမဖြစ်တာငွေလွှဲရင်2ရက်3ရက်လောက်စောင့်နေရတာမျိုးတွေကို Stablecoin နဲ့ဆိုရင်အချိန်နဲ့တပြေးညီအလုပ်ဖြစ်အောင်စီမံသွားမှာပါဒါဟာငွေကြေးလက်ပတ်မှုအတွက်ယင်းနှိမ့်မြှုပ်နှံထားရတဲ့ငွေပမာဏကိုပါလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် W ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကတော့ Digital Asset Network DAN ကိုတည်ဆောက်တာပါပဲ။ဒီစနစ်ဟာ Crypto Wallet Company တွေနဲ့ချိတ်ဆက်ပြီး User တွေအနေနဲ့သူတို့ပိုင်ဆိုင်တဲ့ Crypto တွေကို W ရဲ့ကမ္ဘာတဝန်းကလက်လီအယောင်းဆိုင်တွေကနေတဆင့်ဒေတာသုံးငွေကြေးအဖြစ်အလွယ်တကူထုတ်ယူနိုင်အောင်လှုံ့ဆော်ပေးမှာပါ။လက်ရှိမှာလည်းတန်းတဲ့ချီတဲ့ Crypto Wallet တွေနဲ့ချိတ်ဆက်ဖို့လုပ်ငန်းစဉ်တွေအဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။နောက်ဆုံးတစ်ခုကတော့ဒီနေ့ထဲမှာထွက်ရှိလာမဲ့ Stable Cap ပါပဲဒီ Cap ကိုကန်ဆောင်ထားသူတွေအနေနဲ့ကိုယ်ငွေတွေကို Stablecoin အနေနဲ့တင်ထားနိုင်ရုံသာမက Debit Card Network တွေကနေတဆင့်နေ့စဉ်သုံးစွဲမှုတွေအတွက်ပါအသုံးပြုနိုင်မှာပါအထူးသဖြင့်ငွေကြေးဖောင်းပွားမှုတန်ကိုအကြီးအကျယ်ခံစားနေရတဲ့မြန်မာလူနိုင်ငံတွေက user တွေအတွက်ဒေါ်လာနဲ့တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုလက်တွေ့သုံးနိုင်မဲ့နည်းလမ်းကောင်းတစ်ခုဖြစ်လာမှာပါတကယ်တော့ငွေကြေးလွှဲပြောင်းမှုလောကမှာ W ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ MoneyGram ကလည်း Circle ရဲ့ USDC ကိုအသုံးပြုဖို့စီစဉ်နေတယ်လို့ Stripe ကလည်း Stablecoin Infrastructure တွေနဲ့ဈေးကွက်ကိုထိုးဖောက်နေတာကြောင့် W အတွက်တော့အပြိုင်ဆိုင်တွေကြားမှာအသက်ရှူချောင်ဖို့အတွက် Blockchain နည်းပညာဟာမဖြစ်မနေလိုအပ်တဲ့ Infrastructure ဖြစ်လာတာပါ Western Union ရဲ့ဒီခြေလှမ်းဟာရာစုနှစ်နဲ့ချီမိခိုနေရတဲ့ဘဏ်လုပ်ငန်းစနစ်ကြီးကို Crypto ခေတ်ထဲဆွဲဆောင်သွားမဲ့အပြောင်းအလဲတစ်ခုပါပဲတမယိုးကျငွေလဲလုပ်ငန်းတွေအနေနဲ့နည်းပညာတွေကိုမလိုက်နိုင်ရင်ပျောက်ကွယ်သွားနိုင်နေဆိုတာကို W ကကိုယ်တိုင်နမူနာပြလိုက်တာဖြစ်ပြီးuser တွေအတွက်တော့ငွေလွှဲရတာပုံမြန်ပိုလွယ်ပြီးပိုစိတ်ချရမယ့်ကာလတစ်ခုကိုရောက်ရှိလာဖို့ရှိနေပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ဝိဆိုတာတကယ်ရှိကြောင်း Litecoin ကသက်သေပြဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Solana Blockchain ကြာသွားတိုင်းဒါဟာမဖြစ်သင့်ဘူးဆိုပြီးအဘာတရားလောင်ပြောင်လေးရှိတဲ့ Litecoin ရဲ့ social media တင်ကတော့အခုတော့ကိုဒါနဲ့ကိုရှာသွားပါပြီ။ဟိုရင်တော့ကတော့ Solana ကိုအလဲပေးပြီးDowntime ဆိုတဲ့စကားလုံးနဲ့အထည်အငေါ်လုပ်ခဲ့တဲ့ Litecoin ဟာအခုတော့သူတို့ရဲ့ blockchain မှာပါဒီနိုင်ရဲ့ off service နဲ့ device binding တိုက်ခိုက်မှုတွေခံလိုက်ရပြီးသူတို့ရဲ့100% uptime ဆိုတဲ့ကြွေးကြော်တန်ကြီးအိမ်မက်ဆိုလို့ပြတ်သုံးသွားခဲ့ပါပြီဖြစ်စဉ်ကတော့ Litecoin ရဲ့ privacy upgrade တစ်ခုဖြစ်တဲ့ MWEB မှာ consensus path ပါနေတာကို hacker တွေကအခွင့်ကောင်းယူပြီးတရားမဝင် token တွေစိတ်ကြိုက်မင်းလုပ်လိုက်တာပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ဈေးကွက်ထဲကိုဒီအတူတွေကိုအမြန်ဆုံးသွင်းပြီးတခြား asset တွေနဲ့လဲလှယ်ဖို့ပါပဲအဲဒီချိန်မှာ miner တွေကမတိလိုက်ခင်မှာတင် hacker တွေက crypto exchange တွေစီပြေးပြီးအယောင်းဝယ်လုပ်လိုက်ကြတာကြောင့် blockchain ဟာ32မိနစ်စာလောက် transaction တွေကို robot လုပ်လိုက်ရတာပါတကယ်တော့ mining speed တွေကတိုက်ခိုက်မှုကြောင့်နှိကွေးသွားတာမို့အဲ့ဒီ32မိနစ်စာပြန်ပြင်ဖို့အတွက်တောင်အချိန်3နာရီနီးပါးကြာသွားခဲ့တာပါ Litecoin Foundation ဘက်ကတော့သူတို့ရဲ့13 block reorganization ဖြစ်စဉ်အကြောင်းကိုနောက်ဆုံးမှာတော့ follower တွေကိုရှင်းပြလိုက်ရပါတော့တယ်ကြည်စရာကောင်းတာကတော့ဒီတိုက်ခိုက်မှုမဖြစ်ခင်ရဲသားတစ်ပတ်အနေငယ်လောက်ကတင် Litecoin ဟာသူတို့ရဲ့ blockchain ဟာ100%မှတ်ကြောက်တင်ခံထားပြီး100%အလုပ်လုပ်တယ်လို့ကြုံထားတာပါပြီးခဲ့တဲ့2024နဲ့2025ခုနှစ်တခြားလုံးမှာ Solana အခက်အခဲဖြစ်တိုင်းအချိန်ကိုက်လောင်ပြောင်ခဲ့တဲ့သူတို့ရဲ့အကောင့်ကအခုတော့တိတ်ဆိတ်သွားပါပြီ Solana Foundation က Bebu Nobi ကတော့
လိုက်ကွန်ကငါတို့ကိုအချိန်1000လောက်လောင်ပြောင်ခဲ့ပေမဲ့ငါတို့ကသူတို့လိုမဟုတ်လို့ဒီအကြောင်းတွေကိုပြန်မပြောတော့ပါဘူးလို့သဘောထားကြီးပြသွားတာကလိုက်ကွန်အတွက်တော့အကြီးမားဆုံးအချက်ကွဲခြင်းပါပဲနောက်ဆုံးသိရတဲ့အချက်လက်တွေအရတော့ဒီ bug အတွက်ပတ်ချာ GitHub မှာတလားလောက်အလိုကလေးကကြိုတင်ရှိနေခဲ့တာပါဒါပေမဲ့ fit လုပ်ဖို့အတွက်အပြေအဝမပြတ်နိုင်သေးတာနဲ့တဆိုင်ရာမိုင်းနေဘူးတွေက update မလုပ်မိတာကြောင့်အခုလိုအခွန်ကောင်းပေးမိတယ်လို့ဖြစ်သွားခဲ့တာပါတကယ်တော့ဒီတိုက်ခိုက်မှုဟာဝက်လေတာရဲ့ Web3 ဘာချင်းပါပဲလိုက်ကွာရဲ့ဒီဖြစ်စဉ်ဟာ Web3 လောကမှာဘယ်သူမှမမတက်သင့်ဘူးဆိုတာကိုသင်ခန်းစာပေးလိုက်တာပါဤပညာဆိုတာအမြဲလိုအားနည်းချက်တွေရှိနေတာမို့တခြားသူတွေကိုလှောင်ပြောင်နေမဲ့အစားကိုယ့်ဟာကိုယ်ဘယ်လောက်လုံခြုံအောင်ထားနိုင်မလဲဆိုတာကသာအရေးကြီးဆုံးဖြစ်လာမှာပါနောက်တစ်ခါဆိုလာနာကို downtime လို့ရေးဖို့ပြင်နေတဲ့လိုက်ကွန် social media တင်အနေနဲ့တော့ဒါကိုအမတ်တရသင်ခန်းစာယူဖို့တော့လိုပါလိမ့်မယ်ဒါကတော့မြင်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်